ကပီထိုးခဲ့ကျောင်းသားများအားလုံးခါမဲ့ပါပဲပညာသင်ခဲ့တဲ့ကျောင်းပီတီနှစ်ဆက်ဆက်စီစမြဲမပြတ်ပါပဲစေတနာသာအဓိကပဲဆရာရဲ့ကယူနာရင်နိုင်ခဲ့ပြီဆရာရဲ့မြတ်တာသိရှိခဲ့ပြီဆရာရဲ့စကားတန်အခါကကြားနေတို့ရဲ့အာမန်အရှိတို့ညော်နေဆရာရဲ့မွေးနေ့ရောက်ချိန်မှာအတူတူဆုံးဆရာချစ်တပြီများဆရာအတွက်ကျေးဇူးဆန်းနိုင်ဖို့စာလို့သာကြိုးစားရမယ်ဒီစခဲဝေတူတော်ပြီးရည်ရွယ်ချက်မောမြတ်နေတယ်ဝေထုတ်ခဲ့ကြောင်းသားများရဲ့ဒီတိုင်းပဲကိုယ်စီဘဝလာပါကြပြီဆရာရဲ့ကယူနာမြင်နိုင်ခဲ့ပြီဆရာရဲ့မြတ်တာသိရှိခဲ့ပြီဆရာရဲ့စကားတန်အခါကကြားနေတို့ရဲ့အာမန်အရှိတို့ညော်နေဆရာရဲ့မွေးနေ့ရောက်ချိန်မှာအတူတူဆုံးဆရာချစ်တပြီများဆရာအတွက်ကျေးဇူးဆန်းနိုင်ဖို့စာလို့သာကြိုးစားရမယ်ခရီးစက္ကဲဝေတူကြော်ပြီးရည်ရွယ်ချက်မောမြတ်ဆုံးပဲငွေထုတ်ခဲ့ကြောင်းသာရည်နေတီတိုင်းပဲကိုယ်စီဘဝလာပါခဲ့ကြဆရာရဲ့ကယူနာရင်နိုင်ခဲ့ပြီဆရာရဲ့မြတ်တာရှိခဲ့ပြီဆရာရဲ့စကားတန်အခါကကြားနေတို့ရဲ့အာမန်အရှိတို့ညော်နေဆရာရဲ့ကယူနာမြင်နိုင်ခဲ့ပြီဆရာရဲ့မြတ်တာသိရှိခဲ့ပြီဆရာရဲ့စကားတန်ခါကတတ်ကြနေတို့ရဲ့အာမန်အရှိတို့ညော်နေ Hello, eh? That's
ဒီရိတ်ဝင်လာတဲ့သူအများရင်ကိုအေးစေတာအေးကြီးအေးစိတ်နေနဲ့ပင်ပန်းလာသူများကိုအမောပြေစေခဲ့တယ်စင်သာငြိမ်းချမ်းစေတယ်အဓိကစေနာအနိုင်နဲ့ဒါနာနဲ့ပညာလေးပေးဝေးဆရာရဲ့အိမ်လေးထဲမှာ အားလုံးရေလက်ခံနေတယ်တ
ယောက်ျားလေးတွေပြီးလိုက်တယ်တော့လည်းအစီအစုပ်လို့ဒီနေ့ပါဗျာဒီလေငါလည်းပြောပါပါမင်းတို့ပဲစားနေကြတယ်ဆိုတော့ဟုတ်ပြီ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 အစမ်းစီးကြမယ်နော်ကျောင်းရဲ့လာတဲ့အချိန်မှာကျောင်းရဲ့စီးကမ်းတဲ့အကြီးမင်းတို့လေးတွေဝတ်စားနေထိုင်တာစားသွားလာနေတာထိုင်တာမှာနော်စီးကမ်းတဲ့အတ္တကံရဲ့ကိုယ်ဆောင်တဲ့ကျောင်းသားကျောင်းသူတွေဖြစ်တဲ့ဆရာကြီးကနေနေတာဟုတ်ပြီနော်ဒီလိုကလည်းဘုရားဆိုတဲ့ကောင်မလေးစာရေးဆရာကြီးအများကြီးနော်ပို့ဝင်ဒီလာ6နိုင်တော့ကျန်တယ်အနည်းနဲ့ကျောင်းတော့ကျတဲ့ဒါပြီးမှလည်းမခလို့တဲ့ကလည်းလမ်းတော့တဲ့တရားလေးကဆရာမမြင်ပါဘူးပြီးတော့ဟိုကောင်ကြီးဆိုတဲ့ကောင်ကျန်နေတယ်အဲ့ဟာထားတယ်နဲ့ဘယ်ကိုပြောနေတာမင်းစလေးကျိုးကနာမှာပတ်ကားလဲဆိုတာပြောရမှာပတ်ကားတော့အဲ့အောင်မင်းတို့တဲ့တိရောတဲ့ကျောင်းဆရာလုပ်နေတာကမင်းတို့โอเคနဲ့ကြတာနေတိုင်းဘုရားစလေးငါမင်းဆောင်ဆောင်နေတာနောက်ကလည်းစလေးဘုရားတော်ကြာဟုတ်ပြီကဲကျန်တဲ့ကျောင်းသားတွေနဲ့ဒီမှာနေကြကဲအစမ်းစီးရမယ်ကဲအားလုံးကျောင်းသားတွေအားလုံးအစမ်းစီးနေအစမ်းစီးရမယ်ဟိုနောက်ကမူချိုကျောင်းတွေအောက်ကမူချိုကျောင်းတွေလောက်ပါပါတယ်အစမ်းစီးတယ်အားလုံးလည်းရပါဒီတော်သူကရမနာတော်ကလေတူနေတာဆိုလို့ဟိုဆိုတဲ့ကအာသာဒီတော်ကလေတူနေ
လောကနဲ့ကြောက်သူတွေများအားအတ္တကံဝဲကြောက်သူကြောင့်သားပေါင်းများအာရှိယပူဇော်ပွဲဖြစ်တော်ရေးကုန်ဒီမှာဆုတော်ကြီးတစ်ကောင်းမှထောင်ကျဆင်ကြီးနဲ့ပြေးလိုက်
83သိန်းနဲ့6000ကျပ်ရရှိခဲ့ပါတယ်ဒါမနစ်ကရငွေပါမနစ်က83သိန်း6000ရရှိခဲ့တဲ့အချိန်မှာဆရာမ မျောမြင်ကြီးမားစွာဖြင့်သာသမိပမာတပြည့်များအပေါ်မှာလောကီလောကုတ္တရာငါဖျားအကျိုးပင်မျောရာမြင်သာစွာနှလုံးအလားနဲ့ဆိုဆုံးမာတဲ့ဆရာဆရာမင်းလိုနိုင်ခြင်းများစွာစကားမြတ်တရားရှင်ကားဖြင့်အမပြင်းစေအမှန်နဲ့အောင်ပညာရောက်ထွန်းပြီးပေးရအကျဉ်းသာစေရနာထားတဲ့မြတ်ဆရာသာဝရချစ်စရာတပြေမရှိတဲ့ဆရာတပြားနဲ့မရှိတော့ညာတပြေတွေကိုကြည်ကပီတိဝေဖြာမြတ်တာပွားလို့အားရှိနေတဲ့မြတ်ဆရာတို့ဆရာသုံးပါးကံမှုတစ်ခုခုဖြင့်ပြစ်မှားမိပါတော့ညနိုးကိုရောဖူးသောရုပ်ကြိုးလို့ချစ်ခိုးပူဇော်ကြတော်ပါသည်ဆရာတကနှလုံးစိတ်ဝမ်းနဲ့မြတ်တာအပြုံးရိပ်တန်းနဲ့ကမုံပန်းမမဆရာမျက်နှာရွှင်လန်းကြည်သာအစင်စမ်းတည်တာမြတ်တာအရေးပြေမျက်လုံးလေးကတပြေကိုရှိချမ်းအေးဖို့ရာအားပေးနေရှာဘဝတစ်သက်တာမကအများဆက်ခါကဘာပေါင်းများစွာမှာအစင်လန်းဖြာချမ်းသာဖို့ရာအများကြီးရဲ့အနန္တမြတ်တာဆရာမျက်နှာကိုရောပူဇော်ရုပ်ကြိုးချစ်ခိုးပူဇော်ကြတော်ပါသည်ဆရာ